လူတချို့ဘာကြောင့်အခွင့်အရေးတွေကိုမြင်ကြတာလဲဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကိုဆက်လန်တိုလေးတစ်ပုဒ်ပြောပြခြင်းပါတယ်အဲ့ဒါကတော့လူနှစ်ယောက်ဟာတနေ့တည်းတစ်ပြိုင်နက်အလုပ်တစ်ခုကနေထုတ်ခံလိုက်ရပါတယ်အဲ့ဒီအခြေအနေမှာပထမလူကခေါင်းငုံပြီးတော့ငါဘဝတော့သွားပါပြီလို့ပြောတယ်ဒုတိယလူကကြိတ်ပြောရင်းနဲ့ဒါဟာငါအတွက်လမ်းစာတစ်တစ်ခုပဲလို့ပြောပါတယ်တနေ့လောက်ကြာတဲ့အခါမှာပထမလူကအရင်အလုပ်ကိုပြန်ရဖို့ပဲမျှော်လင့်နေပါတယ်ဒုတိယလူကတော့ကိုယ်ပိုင်အလုပ်တစ်ခုကိုစပြီးတော့တိဆောက်နေပြီဖြစ်ပါတယ်ဘာကွာသွားတာလဲအခြေအနေလည်းမကွာဘူးအခွင့်အရေးလည်းမကွာဘူးကွာခြားသွားတာကသူတို့ရဲ့အတွေ့ပဲဖြစ်ပါတယ်နပိုလီယန်ကြီးကအုံနောက်ဆိုတာရေဒီယိုဆက်တစ်လုံးလို့အလုပ်လုပ်တယ်လို့ပြောခဲ့ပါတယ်ကျွန်တော်ကတော့အခုလိုမြင်ပါတယ်အုံနောက်ဆိုတာမိတ်ဆွေရှာဖွေခိုင်းတဲ့အရာတစ်ခုကိုမရက်မနာရှာဖွေပေးနေတဲ့ရှာဖွေဆက်တစ်လုံးနဲ့တူပါတယ်မိတ်ဆွေကအခက်အခဲပြဿနာတွေကိုရှာဖွေခိုင်းရင်မိတ်ဆွေအခက်အခဲပြဿနာတွေပဲရရှိလာမှာဖြစ်ပါတယ်မိတ်ဆွေကအခွင့်အလမ်းတွေအခွင့်အရေးတွေကိုရှာဖွေခိုင်းရင်တော့မိတ်ဆွေစီကိုအခွင့်အလမ်းတွေအခွင့်အရေးတွေရောက်ရှိလာမှာဖြစ်ပါတယ်တကယ်တော့မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲပေးတာကလက်ရှိဖြစ်ပျက်နေတဲ့အရာတွေမဟုတ်ပါဘူးအဲ့ဒီဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာမိတ်ဆွေဘယ်လိုနားလေလက်ခံရှုမြင်တယ်လဲဆိုတာပဲဖြစ်ပါတယ်ကျွန်တော်ကောင်းဆက်လူပါမိတ်ဆွေတို့အားလုံးအခွင့်အရေးကိုမြင်တတ်တဲ့အတွေးတွေနဲ့ပုံမကောင်းမွန်တဲ့ဘဝတွေကိုတည်ဆောက်နိုင်ကြပါစေအဆုံးထိနားထောင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပြည့်စုံတဲ့နေ့ရက်လေးဖြစ်ပါစေခင်ဗျာ